ဆင်းရဲပေမဲ့ကားတစ်စီးကိုကိုယ်တိုင်တီထွင်လိုက်တဲ့18နှစ်အရွယ်ကောင်လေးဒီကောင်လေးကမယုံကြည်နိုင်စရာကောင်းလောက်အောင်ဒီကားကိုအချိန်3နှစ်နဲ့အစအဆုံးကိုယ်တိုင်တိစောက်ပြခဲ့ပါတယ်ဒီကောင်လေးကဆင်းရဲသားရဲကောင်မှာမွေးဖွားပေမဲ့အင်ဂျင်နီယာတယောက်ဖြစ်ချင်ခဲ့တာပါအင်ဂျင်နီယာအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဒီကောင်လေးကတိုလီမိုလီလေးတွေကိုစုပေါင်းပြီးတော့စက်ပစ္စည်းမျိုးစုံကိုတီထွင်ခဲ့ပါတယ်ဒီကောင်လေးတီထွင်ထားခဲ့တဲ့အထက်အန်အောချီကျူဖို့အကောင်းဆုံးကတော့ပြည်သက်တွေအခုမြင်တွေ့နေရတဲ့ကားပဲဖြစ်ပါတယ်။ဒီကားကိုတိစောက်ဖို့အတွက်ဒီကောင်လေးကဘသူ့အကူညီမှမယူဘဲနဲ့အစအဆုံးကိုယ်တိုင်ဖန်တီးခဲ့တာပါ။အချိန်3နှစ်ကြာပြီးတဲ့နောက်မှာဒီကောင်လေးကမောင်းမြင်လို့ရတဲ့ကားတစ်စီးကိုတကယ်ပဲတီထွင်နိုင်ခဲ့လိုက်ပါတယ်။တန်တိုတန်စတွေနဲ့ပေါင်းဆက်ထားတဲ့ဒီကားမှာကားအစစ်တစ်စီးမှာရှိသင့်ရှိထိုက်တဲ့ပစ္စည်းကိရိယာတွေအကုန်လုံးပါဝင်ပါတယ်။ကားတစ်စီးကိုလက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ဒီကောင်လေးရဲ့နောက်ထပ်အိမ်မက်ကတော့လျှက်စစ်ကားတစ်စီးကိုထပ်မံတိစောက်ဖို့ပဲဖြစ်ပါတယ်။ဒီကောင်လေးကကိုပိုင်ကားတစ်စီးကိုတိစောက်နိုင်မှုအတွက်ဘလောက်တောင်စူးစမ်းခဲ့ရသလဲ။အင်ဂျင်နီယာတယောက်ဖြစ်ချင်ခဲ့တဲ့အိမ်မက်ကိုဒီကောင်လေးကဘလို့အကောင့်ထဲပေါ်နေလဲ။ဒီအကြောင်းတွေကိုတင်ဆက်ပေးသွားမှာမို့ပရိသတ်တွေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပြီးတော့ Buzz Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်။ဂါနာနိုင်ငံကအီလိုမက်အငွေစားလေးလို့တင်စားခံခဲ့ရတဲ့ဒီကောင်လေးရဲ့နာမည်ကတော့ကေဘင်လို့ခေါ်ပါတယ်။သူကစင်ရသားရဲကွက်မှာမွေးဖွားလာတာဖြစ်ပြီးတော့အတန်းပညာကိုတော့မှကောင်းကောင်းမသင်ကြားခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့အတန်းပညာမသင်ကြားခဲ့ရမှုကသူ့ရဲ့ဝါသနာနဲ့ပင်ကိုယ်စွမ်းရည်တွေကိုတော့လျော်နှဲမသွားစေတဲ့အပြင်ရက်လည်းမရက်တတ်နိုင်ခဲ့ပါဘူး။သူ့ရဲ့ဝါသနာကတော့စက်ပစ္စည်းတွေကိုတိစောက်ရတာပဲဖြစ်ပါတယ်။သူကစက်တွေနဲ့အလုပ်လုပ်ရတဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ဘဝဘေးအခြေအနေကြောင့်ရှောက်လန်းကျင်ခဲ့တဲ့လမ်းကိုရောက်ဖို့ရမဖြစ်နိုင်သလောက်ပါပဲ။ဒါပေမဲ့သူကအရှိတရားကိုကြော်လွန်ပြီးတော့သူဖြစ်ချင်တာကိုဖြစ်အောင်လုပ်ခဲ့လိုက်ပါတယ်။ဒီအတွက်သူကအမိုက်ပုံထဲကနေတန်တိုတန်စတွေကောက်ပြီးတော့ဘူတောင်ထဲမှာသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။အစာပိုင်းသူ့ရဲ့တီထွင်မှုတွေကလေးမြက်အသေးလေးတွေကစားစရာအယုတ်တွေဖြစ်ခဲ့ပေမဲ့တစ်ခါမှတော့သူကလေးသန့်စင်ဆက်ကိုတောင်မှတီထွင်နိုင်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုတီထွင်တဲ့နေရာမှာသူကအလကားနည်းနည်းရတဲ့တန်တိုတန်စတွေနဲ့သူ့ရဲ့ပင်ကိုယ်စွမ်းရည်ကိုအသုံးပြုပြီးတော့ဘသူစီကမှအကူအညီမယူဘဲနဲ့ကိုယ်တိုင်ဖန်တီးခဲ့တာပါ။အန်အောဖို့ကောင်းတာကသူကဒီလိုမျိုးတီထွင်ဖန်တီးနေတာ10နှစ်ပတ်ချာလဲလောက်ပဲရှိသေးတဲ့အရွယ်ကလေးကဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာတော့သူကကားတစ်စီးလောက်ပိုင်ကျင်ခဲ့တဲ့ဆန္ဒပေါ်ပေါက်လာပါတယ်။အဲ့ဒီနောက်မှာတော့သူကကားတစ်စီးကိုအမှန်တကယ်တိစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့သူ့မှာတိစောက်နိုင်စွမ်းလည်းရှိနေသေးတာဖြစ်ပါတယ်။ဒါကြောင့်သူကခါတိုင်းလိုပဲအမိုက်ပုံတွေကနေလမ်းဘေးကနေလိုအပ်တဲ့တန်တိုတန်စတွေနဲ့ပစ္စည်းကိရိယာတွေကိုကောက်ယူပြီးတော့ကားတစ်စီးအဖြစ်ပုံဖော်ခဲ့လိုက်ပါတယ်။ဘူတောင်ထဲမှာနေ့တိုင်းလိုတကုတ်ကုတ်နဲ့လုပ်ပြီးတော့တကယ်ကားတစ်စီးတိုင်းရှိရမယ့်ပုံစံရအောင်သူကတိစောက်ခဲ့တာဖြစ်ပါတယ်။ကားဘော်ဒီအတွက်လိုအပ်တဲ့တန်တိုတန်စတွေကိုတော့အမိုက်ပုံစောက်လုပ်ရေးလုပ်ငန်းခွင်ကနေရပါမယ်။ကားကိုတကယ်မောင်းနှင်ပေးမဲ့အင်ဂျင်နဲ့ကားပြီးတို့လိုမရှိမဖြစ်ပစ္စည်းတွေကတော့အလကားမရဘဲနဲ့ပတ်စံပေးဝယ်မှရမှာပါ။ဒါကြောင့်သူကစောက်လုပ်ရေးလုပ်ငန်းနဲ့တောက်တုံမဲရအလုပ်ပေါင်းစုံကိုလုပ်ကင်ခဲ့ပြီးတော့ပတ်စံစုပြီးလိုအပ်တာတွေကိုဝယ်ယူခဲ့လိုက်ပါတယ်။ပြီးတော့ရလာတဲ့ပစ္စည်းတွေကိုသူ့စိတ်ကြိုက်ပေါင်းဆက်ပြီးတော့ကားတစ်စီးဖြစ်အောင်လို့တိစောက်ခဲ့တာဖြစ်ပါတယ်။ဒီလိုတိစောက်ရင်းနဲ့3နှစ်ကြာတဲ့အချိန်သူ့အသက်18နှစ်ပြည့်တဲ့အချိန်မှာတော့သူကကားတစ်စီးကိုလက်ဝယ်ပိုင်ဆိုင်သွားခဲ့ပါတယ်။သူ့ကားကဘတ်ဂျက်လိမ်ကားဆိုပေမဲ့ဒေါ်လာတန်းချီတန်းတဲ့ဇိမ်ခံကားတွေနဲ့အသွင်ပြင်ကအတူတူပဲဖြစ်ပါတယ်။ကားတစ်ကားကိုမိုးပေါ်ထောင်ဖွင့်ရတာကလည်းဖယ်ရာရီကားနဲ့ဆင်တူနေပါတယ်။ကားထဲမှာဆိုရင်လည်းဂီယာတန်ကစရေဒီယိုအဆုံးကားတစ်စီးမှာမရှိမဖြစ်အရေးပါတဲ့စက်ပစ္စည်းတွေအားလုံးပါဝင်တာဖြစ်ပါတယ်။သူကဒီကားကိုမောင်းပြီးဆိုရက်ွက်ထဲကလူတွေကအကုန်လုံးဝိုင်းကြည့်နေရတာပါ။ဒါကြောင့်လဲဆိုတော့သူတို့ရက်ွက်မှာကားပိုင်တာဆိုလို့သူတယောက်ပဲရှိလို့ဖြစ်ပါတယ်။ပြီးတော့အခုလိုကားတစ်စီးကိုတိစောက်ထားတာဖြစ်ပေမဲ့သူကတော့ဒါနဲ့ရက်တက်မသွားပဲနဲ့နောက်ထပ်ကားတစ်စီးကိုပါတိစောက်သွားဖို့ရှိနေပါတယ်။သူထပ်မံတိစောက်ခြင်းတဲ့ကားကလျှက်စစ်ကားဖြစ်ပြီးတော့အင်ဂျင်နီယာဖြစ်ခြင်းနဲ့သူ့ရဲ့အိမ်မက်ကိုကိုယ်တိုင်အကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။ပြည်သက်တွေကြည့်ရှုခဲ့ရတာကဂါနာနိုင်ငံကစင်ရသားရက်ကွက်မှာမွေးဖွားခဲ့ပေမဲ့အင်ဂျင်နီယာဖြစ်ခြင်းစိတ်ကြောင့်ကားတစ်စီးကိုကိုယ်တိုင်တိစောက်ခဲ့တဲ့လူငယ်လေးတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ပရိသတ်တွေဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဒီကောင်လေးရဲ့မဆုံးမနစ်တဲ့ဇွဲလုံးလာနဲ့သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းအပေါ်ဘယ်လိုမှတ်ချက်ပေးကြမှာတလဲပရိသတ်တွေရဲ့အမြင်ကိုကွန်မန့်မှာရေးသွားပေးနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်